ဆိုတော့ပြောမယ်ဆို game changer မပါလို့ပဲအင်္ဂလန်နဲ့ဂါနာနဲ့ပွဲကြည့်လိုက်ရတာအစည်းအဝေးနဲ့ပြီးသွားတယ်ပေါ့နော်ပထမပွဲမှာတော့ okay ပေါ့ 4-2 နဲ့နိုင်သွားတယ်၄ဂိုးသွင်းသွားတယ်ပေါ့ဒါပေမဲ့ဒါကအင်္ဂလန်မှာအဲ့ဒီဟာအမြဲတမ်းဖြစ်နေကြတော့ပဲ second game fever လို့သူတို့ကတော့ခေါ်တာပေါ့နော်ပထမပွဲနိုင်တယ်ယူရိုမှာပဲဖြစ် World Cup မှာပဲဖြစ်ပထမပွဲနိုင်တယ်ဒီဒုတိယပွဲကျရင်ချာတူလန်တည်ကြတယ်နောက်ကျရင်အုပ်စုနဲ့ပြောရင်ပြောမပြောလို့ကျရင်နောက်တစ်ဆင့်တက်ပြီးပြောဒါကတော့အင်္ဂလန်ရဲ့ဖြစ်နေကြဟာပဲပေါ့နော်ဆိုတော့ညပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ပထမပိုင်းတစ်ပိုင်းလုံးမှာDeclan Rice ရဲ့အခွင့်အရေးတစ်ချိန်ပဲရှိတယ်ပေါ့နော်ဒုတိယပိုင်းစတဲ့အချိန်မှာလေဒုတိယပိုင်းစပြီး17မိနစ်လောက်ရောက်မှပထမဆုံးသောဂိုးပေါက်တဲ့ချိန်ချမှုကိုလုပ်နိုင်ခဲ့တာဒါတော့မှဒါဂိုးပေါက်တဲ့တယ်ဆိုတဲ့ဟာပဲရှိတာတကယ်ကို dead chance အနေထားမျိုးမဟုတ်နေခဲ့ဘူးပေါ့နော်ပွဲပြီးကနေ15မိနစ်လောက်ရောက်တဲ့အချိန်မှာတော့လည်းပို့ပြီးတော့တန်ဖိုးကတော့ပုံမြင့်လာတယ်ပေါ့နော်တန်ဖိုးပုံမြင့်လာတဲ့အလျောက်လဲကွန်ဆာရဲ့ဖြတ်ထုတ်လိုက်တဲ့အလုံးကကန်ကောင်းလို့ပနယ်တီမပေးလိုက်ရတာပါဘောလုံးကိုလည်းလုံးမထိပဲနဲ့ခုံဝင်သွားတယ်ဆိုတဲ့အနေအထားမျိုးကဘယ်လိုအခြေအနေမှာဖြစ်ဒါပနယ်တီကိုဘယ်ဖြစ်ကိုဖြစ်အောင်ပါဘယ်လိုဖြစ်လို့ VAR ကအဲ့ဒါကိုပနယ်တီမဟုတ်ဘူးလို့ဆုံးဖြတ်တယ်တော့သူတို့ပဲသိမှာပဲ89ရာခိုင်နှုန်းအထိ possession ကိုရှိထားတယ်ကိုကန်တွင်ချက်16ချိန်တည်ရှိတယ်ဆိုတော့အဲ့လိုအခြေအနေမှာဘယ်လိုဖြစ်လို့ဒီဂါနာရဲ့ခံစစ်ကို break down မလုပ်နိုင်ရတာလဲဆိုတော့ပြောမယ်ဆို game changer မပါလို့ပေါ့ဗျာ England squad မှာ Jude Bellingham okay ပြောလို့ရတယ် Jude Bellingham ပါ Harry Kane ပါ Harry Kane ကလည်းသူ့ကို service ပေးမယ်လို့ပြောတယ်ဒီမှာသူကစားနေတဲ့ 4-2-3-1 ရဲ့ number 10 position မှာဆိုလို့ရှိရင်ကျတော့ Bruno Fernandes လိုမျိုးကစားလို့ရတယ် Cole Palmer လိုကစားသမားမျိုးကစားလို့ရတယ်အဲ့ဒါပေမဲ့ Jude Bellingham နဲ့ကစားပေါက်ခြင်းမတူနေဘူးပြောရင် Jude Bellingham ကလည်းမနေ့ကဆို below average ပဲတစ်တဲလုံးမှာပုံမှန်ခြေစွမ်းနဲ့ရှိနေသေးရဆိုလို့ Declan Rice တယောက်ပဲရှိမယ်။ဒါမှ Rice ကမှသူ့ကတဲ့မော်တွေကိုကြည့်ပြီးတော့ဘယ်လိုတွဲလို့တွဲရမှာမသိရအခြေအနေမျိုးတွေဖြစ်ကုန်တာ။မတူကီလိုနေရာမျိုးမှာ Foden နဲ့စဉ်းစားကြည့်။ကွန်ဆာလိုနေရာမျိုးမှာ Maguire နဲ့စဉ်းစားကြည့်။ Okay Maguire goal လက်ရှိတဲ့မှာပါတယ်။ Maguire က game ကို change လုပ်နိုင်တဲ့ထဲမှာပါတယ်။နောက်တန်းမှာဆိုရဲဆိုပဲဖြစ်ဖြစ် ship ဘယ်နေရာမှာဆိုရဲဆိုဖြစ်ဖြစ် game ကို change လုပ်နိုင်တဲ့သူက change ကိုလုပ်နိုင်တယ်။ဟုတ်တယ် Maguire မလွဲဘူးလားလွဲဘူးတာပေါ့မနှစ်က Liverpool နဲ့ပွဲမှာတည်ကြနေတဲ့အချိန်မှာနောက်ဆုံးမိနစ် Zaxi ထိုးပေးသွားတဲ့အလုံးတားလေးကန်လိုက်ရုံပဲဒါပေမဲ့အဲ့တော့ဂိုးပေါ်ကျော်သွားတယ်အဲ့ဂိုးသာဝင်သွားရင်နိုင်ပါဒါပေမဲ့အဲ့လိုလုံးမျိုးတွေလွဲခဲ့တဲ့ဟာမျိုးရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ဒါဆက်ကတစ်ခါလွဲတဲ့ဟာမျိုးဒါပေမဲ့ကျန်တဲ့9ကလုံးမှာ Maguire ကလိုအပ်တဲ့ချိန်မှာသူ့နေရာမှာသူလောက်ရမယ့်အလုပ်ကိုရှိနေပြီးတော့လုပ်သွားတယ်နောက်တန်းကစားသားပဲမဲ့ Lion နဲ့ပွဲမျိုး Liverpool နဲ့ပွဲမျိုး Liverpool နဲ့နောက်တစ်ပွဲမျိုးအဲ့လိုဟာမျိုးတွေမှာ Maguire အမြဲရှိနေပြီလေအခုအဲ့လိုကစားသမားမျိုးအင်္ဂလန်မှာမနေ့ကဘယ်သူမှရှိမနေဘူးဆိုပွဲပြီးသွားတဲ့အချိန်မှာတော့ Tuchel ကတော့ဂါနာရဲ့ခံစစ်ကိုလည်းချီးကျူးတယ်ပေါ့နော်ဂါနာခံစစ်ကောင်းလို့အင်္ဂလန်ကမသွင်းနိုင်တာဆိုလို့ရှိရင်ဂါနာခံစစ်ကိုပြန်ကြည့်လိုက်ဂါနာခံစစ်၄ယောက်ထဲမှာ world class ဘယ်သူပါလဲထားပါခင်ဗျားတို့သိရသူဘယ်သူပါလဲနာမည်ကြားပြတဲ့သူဘယ်သူပါလဲအဲ့ဒါကိုမှအင်္ဂလန်ကမကြော်နိုင်တာလေဟုတ်တယ်မလားအဲ့ဒါကိုဂါနာခံစစ်ကောင်းလို့ပါဆိုတော့အနေထားမျိုးနဲ့တော်ပြီးကနေလို့မရဘူးဒါတော့ဒုတိယပွဲပေါ့နော်ဒါပေမဲ့ဒါဒီလဲသူတို့အတွက်တော့လုံးဝ doom ဖြစ်သွားပြီလို့ပြောလို့မရပါဘူးဘာလို့လဲဆိုတော့အင်္ဂလန်ကလည်း၄မှတ်ဂါနာကလည်း၄မှတ်နဲ့အုပ်စုထိပ်မှာရှိနေကြတော့မယ်နောက်တစ်ပွဲမှာလည်းအင်္ဂလန်ပါရာဂွေးနဲ့ဆိုတော့ပတာယာပဲနောက်တစ်ဆင့်တက်သွားတော့မှာပါဒါပေမဲ့ခုနကလိုပေါ့တကယ်အရေးပါတဲ့ပွဲတွေရောက်လာရင်ဘယ်သူက stand up လုပ်ပါလဲဘယ်သူက game ကို change လုပ်ပါလဲအဲ့ဒါတော့ကျွန်တော်တို့ဆက်ပြီးတော့ပဲအသေးတရားနဲ့စောင့်ကြည့်ကြအောင်ပါဗျာ